မင်္ဂလာပါပရိသတ်ကြီးဒီကနေ့မှာတော့ပင်လယ်ရေတွေစုပွဲခဲ့ရပြီးတစ္ဆာရှိတဲ့နဂါးတစ်ကောင်ကမိုးနတ်မင်းရဲ့သားတော်အတွက်အသက်ဆုံးခဲ့ရတဲ့မဟာအံ့ဖွယ်အချစ်ဒဏ္ဍာရီတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါ။ဒါကတော့ဗုဒ္ဓဘာသာမှာပါဝင်တဲ့ဇတ်တော်ကြီး950ရဲ့တစ်ပုဒ်ဖြစ်တဲ့မင်းနန္ဒာဇတ်တော်ပါ။ဒီဇတ်လမ်းမှာတာမန်တရိษံလေးတစ်ကောင်ကတေချင်းတရားစီကိုဥတီသွားစေမဲ့တောချက်ဖြစ်လာမယ်လို့ဘယ်သူထင်မိမလဲ။နတ်တွေရဲ့တကူအဆန်ကဒီလူသားနှစ်ဦးရဲ့ကံကြမ္မာကိုဘယ်လိုတွေပြောင်းလဲပေးခဲ့မလဲ။မင်းနန္ဒာကသူ့ချစ်တဲ့သူကိုရှာဖို့နဂါးကိုစီးပြီးခရီးထွက်ခဲ့ပုံကိုအတူတူလိုက်ပါကြည့်ရှုရအောင်ပါ။ဒီလိုထူးထူးဆန်းဆန်းပုံမြင်တွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး notification bell လေးကိုလည်းနှိပ်ထားခဲ့ပါအောင်နော်။ကဲဒီလိုဆိုရင်ပုံမြင်လေးကိုစတင်လိုက်တော့မယ်နော်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဘာယာနတိမြို့တော်ဟာအလွန်စီပင်ဝပြောခဲ့ပါတယ်။ထိုမြို့မှာနေထိုင်တဲ့တတိတုဟာချစ်စနီးတဲ့ရုတ်တရက်ဆုံးပါသွားတဲ့အတန်းဝမ်းနဲ့ပူဆွေးမှုတန်းကိုမခံနိုင်ပေရသေးဝိခါတော်ထွက်ခဲ့ပါတယ်။သူဟာဟိမဝန္တာတောင်ကျမှာကျောင်းသင်ခန်းဆောက်ပြီးတတိတိဥတွေနဲ့ပဲဘဝကိုရက်တည်နေထိုင်ခဲ့ပါတယ်။ရတိကဒီတော်ထဲမှာရဟန်းဘဝနဲ့နေထိုင်စဉ်မုန်တိုင်းကြီးတစ်ခုနဲ့ကြုံခဲ့ရတယ်။နောက်တစ်နေ့မနက်မှာတိဥတိဖုရှာဖို့ကျောင်းသင်ခန်းနဲ့ပုံမဝေးတဲ့နေရာကိုရောက်ရှိခဲ့ရာရေကန်နားကတစ်ပင်စီကိုရောက်ခဲ့ပါတယ်။ဒီအချိန်မှာလှုပ်ရှားနေပြီးပုံမှန်ထက်ကြီးမာတဲ့ကြာပန်းတစ်ပွင့်ကိုရတိကတွေ့လိုက်ရတယ်။ရတိကအနီးကပ်သွားကြည့်လိုက်တဲ့အခါထိုကြာပန်းကြီးထဲမှာအိပ်ပျော်နေတဲ့မိန်းကလေးငယ်တအုပ်ကိုတွေ့လိုက်ရတယ်။မြင်ချင်းပဲရတိဟာကလေးမလေးအပေါ်မှာချစ်ခင်ကျင်နာစိတ်ဖြစ်ပေါ်ခဲ့တယ်။ဒါပေမဲ့ရတိဘဝနဲ့မိန်းကလေးငယ်နဲ့အတူနေထိုင်ရင်သူတစ်ပါးကဲ့ရဲ့ရှုံးချမှာကိုစိုးရိမ်နောက်ကြောင့်ကလေးမလေးကိုထားခဲ့ကကျောင်းသင်ခန်းကိုပြန်သွားခဲ့ပါတယ်။အဲဒီညမှာပဲနတ်သမီးတစ်ပါးကရတိရဲ့အိမ်မက်ထဲလာရောက်ပြီးထိုမိန်းကလေးငယ်ကိုမွေးစားကသားသမီးကဲ့သို့ပြုစုဆောင်ရှောက်ပါကတင်းရဲ့ဘဝကတောက်ပလာလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။နောက်တနေ့မနက်စောစောမှာရတိဟာရေကန်စီအပြေးအလွှားပြန်သွားပြီးကြာပန်းထဲကကလေးမလေးကိုခေါ်ယူမွေးစားခဲ့ပါတယ်။မိန်းကလေးငယ်နှိုးစားတဲ့အခါတိုင်းရတိဟာသူ့ရဲ့ဆူတောင်းဆွမ်းအဖြစ်လက်ချောင်းတွေကနေနှုတ်ရည်စီးကြအောင်ဖန်ဆင်းပေးပြီးသမီးငယ်ကိုနှုတ်ကြိုတိုက်ကြွေးခဲ့ပါတယ်။ရတိဟာသမီးငယ်ကိုအသက်16နှစ်ပြည့်တဲ့အထိပြုစုဆောင်ရှောက်ခဲ့ပါတယ်။ဒီနေ့မှာတော့ရတိဟာသမီးတော်အတွက်သူ့ရဲ့ကျောင်းသင်ခန်းနဲ့ဝေးရာတွင်တီးသက်နေထိုင်နေရန်အိမ်တစ်တလုံးဆောက်လုပ်ဖို့ကြံစည်နေစမှာပဲနတ်တွေဆင်းသက်လာပြီးလှပတဲ့နန်းတော်တစ်ဆောင်ကိုဆောက်လုပ်ပေးခဲ့ပါတယ်။နတ်တွေဟာနန်းတော်အတွင်းပိုင်းကိုနတ်အဝတ်အစားတွေနဲ့အခြားအဖိုးတန်ပစ္စည်းတွေနဲ့လည်းပြည့်စုံအောင်ဖန်ဆင်းပေးခဲ့ပါတယ်။အဲ့ရနိုးလာပြီးလှပတဲ့နန်းတော်ကိုမြင်လိုက်ရတဲ့ရတိဟာသမီးတော်ကိုအဲ့ဒီနန်းတော်မှာနေစေပြီးနန်းပရုံမလို့အမည်ပေးခဲ့ပါတယ်။တနေ့မှာတကြမင်းဟာနတ်ပြည်ကနေဖျားရှင်ရဲ့တက်တော်တွေကိုဖူးမြော်ရန်ဆင်းသက်လာခဲ့ရာအပြန်လန်းတွင်တောအလယ်ရှိနန်းတော်ကိုဖျက်ကျော်ပြန်တန်းလာခဲ့တယ်